ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာအရေးပါတဲ့အလုပ်တွေအများကြီးလုပ်ပေးနေတဲ့ကြောက်ကက်အကြောင်းဒီနေ့ပြောပြချင်ပါတယ်။ကြောက်ကက်ပျက်စီးနေတယ်ဆိုတာကိုသင်သိရလား။အမှန်ကလူအများစုမှာကြောက်ကက်ပျက်စီးနေတာကိုသတိမထားမိကြပါဘူး။ဒီဗီဒီယိုမှာတော့ကြောက်ကက်ပျက်စီးမှုကိုကာကွယ်ပြီးပြန်လည်ကောင်းမွန်စေဖို့စားသုံးတဲ့အစားအစာ12မျိုးကိုမျှဝေပေးသွားမှာပါ။ကြောက်ကက်ဟာခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုစစ်ထုတ်ပေးတယ်။သွေးပေါင်ချိန်ထိန်းညှိပေးတယ်။သွေးနီဦးထုတ်လုပ်မှုကိုအားပေးတဲ့ဟော်မုန်းတွေထုတ်ပေးတယ်။ဒါပေမဲ့စီးကြိုနဲ့သွေးတိုးလိုယောဂတွေကြောင့်ကြောက်ကက်တွေတဖြည်းဖြည်းပျက်စီးလာနိုင်ပါနဲ့။ကြောက်ကက်ပျက်စီးရင်ဘာတွေထက်နိုင်လဲ။ရားရံခြင်း၊မောပန်းလွယ်ခြင်း၊ချီခြင်းဝိရောင်ခြင်း၊စီးထဲအမြုပ်ထက်ခြင်း။ဒါကြောင့်ကြောက်ကက်ကိုဂရုစိုက်ဖို့လိုပါနဲ့။အခုပြောပြမယ့်အစားအစာ12မျိုးကတင့်ကြောက်ကက်ကိုတန်ဆင်းပေးပြီးပြန်လည်ကျန်းမာလာစေဖို့ကူညီပေးနိုင်ပါတယ်။1. ငရုတ်သီးနီးပိုတက်ဆီယမ်နည်းပြီးဗီတာမင်စီဖိုလိတ်နဲ့အန်တီအောက်ဆီဒန့်တွေကျွဲပါတယ်။လိုက်ကိုပင်ပါဝေလို့ကြောက်ကက်ကာကွယ်ပေးနိုင်တယ်။2. ဂေါ်ဖူးထုတ်အမြင့်ဓာတ်များပြီးသွေးတွင်းတကြားကိုထိန်းပေးတယ်။ကြောက်ကက်အပေါ်ဖီစီချေလျှော့ချစေတယ်။ 3. ပန်းကော်ဖူစိမ့်နဲ့ပန်းကော်ဖူရောင်လန်းမှုကိုလျှော့ချစေတဲ့ဓာတ်ဒီပါဝင်တယ်။ကြောက်ကက်ကျန်းမာရေးအတွက်အထူးကောင်းမွန်တယ်။ 4. တစိမ့်ရောင်ဟင်းသီးဟင်းရွက်များမုံညင်းဖူးတန်တလွန်ရွက်မုံလာဥရွက်တို့ကသွေးတော့အကျစီပြီးကြောက်ကက်တန့်စင်ပေးတယ်။ 5. ကြက်သွန်းဖြူအလစ်စန်ဓာတ်ကြောင့်ရောင်လန်းမှုလျှော့ချစေပြီးကြောက်ကက်ကိုကာကွယ်ပေးတယ်။ 6. ပဲပန်းပင်စီးသွားမှုကိုအားပေးပြီးယူရစ်အက်ဆစ်ကိုဖြိုခွဲပေးတယ်။ကြောက်ကက်ကြောက်တီချင်းကိုကာကွယ်ပေးတယ်။ 9. ပန်းတီအမြင့်ဓာတ်ကျွဲဝပြီးအစိတ်အတောက်တီကိုဖယ်ရှားပေးတယ်။ 10. ဘယ်ရီသီးများ blackberry raspberry နဲ့ cranberry တို့ကအန်တီအောက်ဆီဒန့်များပြီးကြောက်ကက်ဆဲတွေကိုကာကွယ်ပေးတယ်။ 10. တလင်းစီ extra virgin olive oil ရောင်လန်းမှုလျှော့ချစေပြီးကြောက်ကက်ကြောက်တီချင်းနာကျင်မှုကိုတတ်တာစေတယ်။ 11. တခါမွေးတီရေဓာတ်ဖြည့်ပြီးလိုက်ကိုပင်ပါဝင်လို့ကြောက်ကက်ကိုကာကွယ်ပေးတယ်။ 12. ချင်းစီးကြိုကြောင့်ကြောက်ကက်ပျက်စီးမှုကိုကာကွယ်ပေးတယ်။ 13. နနွင်းခါကျူမင်ပါဝင်ပြီးရောင်လန်းမှုကိုလျှော့ချစေကာကြောက်ကက်ပျက်စီးမှုကိုကာကွယ်ပေးတယ်။ဒီအစားအစာတွေကိုစားသုံးရုံနဲ့မပြီးပါဘူး။ရေများများတောက်ပါဆေးလိပ်ဖြတ်ပါလေ့ကျင့်ခန်းပုံမှန်လုပ်ပါအငန်လျှော့စားပါပရိုတင်းကိုများများမစားပါနဲ့ကြောက်ကက်ယောဂရှိပြီးသားဆိုရင်ဒီအစားအစာတွေကိုစားသုံးခွင့်ရမရဆရာဝန်နဲ့အရင်တိုင်ပင်ပါကြောက်ကက်ကျန်းမာရေးကိုဂရုစိုက်ခြင်းဟာတင့်ရဲ့တသက်လုံးကျန်းမာရေးအတွက်အရေးပါပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ယုံကြည်ပါတယ် like လုပ်ပေးခြင်း comment ရေးပေးခြင်း subscribe လုပ်ပေးခြင်းနဲ့ကျေးဇူးပြုပြီးကူညီပေးပါနောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်